လက်နက်ဖြုတ်ချခံရပြီးအာနေနေပြီးအေးဆက်တဲ့ဆောင်းညတညမှာတစ်ခရစ်အနီးမှာရှုံးနေနေတဲ့အမေရိကန်တပ်တွေကအင်အားကြီးသူတယောက်ကိုမြေတွင်းထဲကဆွဲထုတ်ခဲ့ပါတယ်ရေဒီယိုက Ladies and gentlemen, we got him ကျွန်တော်သူ့ကိုဖမ်းမိခဲ့ပြီလို့ကြေညာခဲ့တယ်သူကတင်းငယ်တဲ့မြေတွင်းအောက်ချင်မှာပုံနေခဲ့တယ်ပြန်မတိုက်နိုင်ခဲ့ဘူးကြွက်တကောင်လို့ဖမ်းမိခဲ့တယ်တချိန်ကအီရတ်ကိုကျွမ်းမဲ့အာဏာနဲ့အုပ်ချုပ်ခဲ့တဲ့အာဏာရှင်ဟာအခုထွက်ပြေးသူတယောက်လိုဖြစ်နေတယ်မတုံမတုံမျက်နာပြင်ပန်းနေတဲ့ပုံစံဂုံတိတ်ခါမရှိတဲ့အသွင်နဲ့ပေါ်လာခဲ့တယ်သူ့ရဲ့တန့်ရှင်တဲ့ပုံပန်းတွင်ပင်နဲ့အင်အားကြီးတဲ့ပုံရိပ်ကိုအလွန်ကျူးဆိုင်ခဲ့တဲ့ခေါင်းဆောင်တယောက်အတွက်ဒီအချိန်ဟာသူ့ရဲ့ဒဏ္ဍာရီကိုပြက်စီးပစ်ခဲ့တယ်ဆယ်စုနှစ်ပေါင်းများစွာသူကစချင်ကြောက်နန်းတော်တွင်နဲ့ရွှေပြစ်ခမ်းမတွေထဲကနေရက်စဲတဲ့အင်အားနဲ့အီရတ်ကိုအုပ်ချုပ်ခဲ့တယ်သူပုံစံတွေဟာအီရတ်နဲ့လန်တိုင်းနီးပါးကြောက်တိုင်းအစိုးရရုံးတိုင်းမှာရှိနေခဲ့တယ်လူတွေကသူ့ကိုဘရင်တပါးလိုအာဏာသုံးပြီးရန်သူတွေကိုခွဲစစ်ဆောင်ဝန်တယောက်လိုဖြတ်ထုတ်နေတာမြင်ခဲ့ကြတယ်သူကပြန်ဘဲတွေကိုဖယ်ရှားခဲ့တယ်ဘွေဖန်သူတွေကိုအတန်တိတ်စေခဲ့တယ်အီရတ်ရဲ့လူမျိုးရေးခွဲခြားမှုတွေကိုနိုင်ငံရေးလက်နက်အဖြစ်သုံးခဲ့တယ်သူရဲ့လွန်မှုဟာဘက်ဒက်ကိုကျော်လွန်ပြီးအဝေးကြီးထိရောက်ခဲ့တယ်သူကိုနိုင်ငံရေးသမားဘရင်မာဖီးယားခေါင်းဆောင်ဘာသာရေးပုဂ္ဂိုလ်တွေယွန်ထားတယ်လို့မြင်ကြတယ်ဒါပေမဲ့အဲ့ဒီနောက်ကွယ်မှာသူရဲ့အကြမ်းဖက်မှုဆက်ရန်တရားဟာ25နှစ်လုံးမနာတမ်းလုံးနေခဲ့တယ်ပြီးတော့2003ဒီဇင်ဘာမှာသူ့မွေးရမြေအနီးမှာသူစိတ်ကူးထားခဲ့တဲ့အုပ်ချုပ်သူတဲ့သူရဲ့အသိနဲ့တရေတကောင်လိုပုံတူလာခဲ့တယ်3နှစ်အကြာမှာ2006အဲ့ဒီတရေဟာကျိုးဆွဲချခံရမှာဖြစ်ပါတယ်ကျိုးကတစ်ချိန်ကမဖြုတ်ချနိုင်ဘူးလို့ထင်ရတဲ့အုပ်ချုပ်မှုကိုအဆုံးသတ်စေခဲ့တယ်သူကအီရတ်ရဲ့အာဏာရှင်ဆာဒမ်ဟူစိန်ပါဆာဒမ်ဟာ1939ခုနှစ်တစ်ခရစ်အနီးကအဲအာဂျာဂျီရွာမှာမွေးဖွားခဲ့ပါတယ်သူကြီးပြင်းလာတာကသူ့ဦးလေးရဲ့စွန့်အိမ်မှာဖြစ်တယ်သူဖခင်ကဆင်းရဲတဲ့လယ်သမားတယောက်ဖြစ်ပြီးဆာဒမ်မမွေးခင်တည်ဆုံးခဲ့ပါတယ်သူ့အမေကတတိယယောက်ျားနဲ့လက်ထပ်မှာသူ့ကိုထောက်ပံ့နိုင်ခဲ့တယ်လိုအပ်ဖို့ဖယ်ထားခဲ့တဲ့အမေရိကန်စာအုပ်စာတမ်းတွေအရဆာဒမ်ဟာအသက်12နှစ်မှာဖနောက်အစုံလူတောင်မှုကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်အနီနာကလူမျိုးစုကတိုးထိန်တယောက်ကိုတတ်ခဲ့တယ်ဆယ်ကျော်တဲ့အရွယ်မှာဆာဒမ်ကအကြမ်းဖက်မှုတစ်ခုတည်းနဲ့နေခဲ့တယ်အသက်16နှစ်မှာတခြားသူတွေလူကြီးဘဝနေချိန်မှာဆာဒမ်ကဘက်ဒက်ထဲဝင်လာခဲ့တယ်အဲ့ဒီမှာဘတ်အာဘာတီကိုရှာတွေ့ခဲ့တယ်အာရအမျိုးသားရေးဝါဒလှုပ်ရှားမှုတစ်ခုဖြစ်ပြီးအီရတ်အတွက်စီလုံးညီညွတ်မှုဖြစ်စေတဲ့ဂရုပေးခဲ့တယ်ဒါပေမဲ့လူအများစုကရှီရာဖြစ်တဲ့နိုင်ငံမှာဆွန်နီဥဆောင်တဲ့ဘတ်အာပါတီကလူမျိုးရေးခွဲခြားမှုကိုပိုပြီးခြုံထက်စေခဲ့တယ်ဆာဒန်ကနောက်ပိုင်းဒီခွဲခြားမှုတွေကိုဘယ်သူမှမလုပ်နိုင်တဲ့အတိုင်းရက်ဆက်စွာသုံးချခဲ့တယ်1959မှာသူကအီရတ်ဝန်ကြီးချုပ်ကိုလှုပ်ကြံမှုစူးစမ်းမှုထဲပါဝင်ခဲ့တယ်အချို့စီရင်ခံစာတွေကစစ်ပွဲအတွင်းဆိုဗီယက်ယူနီယံကိုစန့်ကျင်တဲ့အနေနဲ့ CIA ကဒီအစီအစဉ်ကိုထောက်ပံ့ခဲ့တယ်လို့ဆိုပါတယ်မစ်ရှင်မအောင်မြင်ခဲ့ပါဘူးဆာဒန်ထွက်ပြေးပြီးခိုင်ရိုရောက်ခဲ့တယ်အီဂျစ်မှာလိုဝက်ဘတ်အာပါတီအဖွဲ့ကိုဆက်လက်ပတ်ခဲ့တယ်မြို့ဟာအီဂျစ်သမ္မတဂျာမန်အဒယ်နာဆာဦးဆောင်တဲ့အာရစီရိုညွမှုလှုပ်ရှားမှုတွေနဲ့ပြည့်နေနေခဲ့တယ်ဒီလေထုထဲမှာဆာဒန်ကကိုပိုင်အိမ်မက်ကိုဖန်တီးခဲ့တယ်အီရတ်ကိုပြန်သွားပြီးအုပ်ချုပ်ဖို့ဖြစ်တယ်သူ့အခွင့်အရေးက1963မှာရောက်လာခဲ့တယ်ဘာအဘာတီကဝန်ကြီးချုပ်ကာဆင်ကိုတပ်ပြီးအာဏာရခဲ့တယ်ဆာဒန်ဟာဘတ်တက်ကိုပြန်ရောက်လာခဲ့တယ်ဒါပေမဲ့ဘတ်အဘာတီဟာမကြခင်အာဏာပြန်ဆုံးရှုံးသွားခဲ့တယ်1968မှာပြန်လည်အာဏာရပြီးအပြည့်အဝထိန်းချုပ်နိုင်ခဲ့တယ်ဆာဒန်ဟာသူ့ဝန်ကွဲသမ္မတအာမက်ဟာဆန်အယ်ဘာကိုဒုတိယသမ္မတအဖြစ်လာခဲ့တယ်ဒီခရကလူငယ်ဟာအခုအီရတ်ရဲ့ခေါင်းဆောင်ဖြစ်ဖို့နှီးစပ်လာခဲ့ပြီးသူ့အတွက်ဒုတိယနေရာဘယ်တော့မှမလုံလောက်ပါဘူးအသက်32နှစ်မှာဆာဒန်ဟာဘာအပါတီထဲကိုသူ့လူမျိုးစုဝင်တွေနဲ့တစ်စက္ကန့်မိသားစုဝင်တွေထက်လာခဲ့တယ်1990ခုနှစ်တွေဟာ
ခဏတာတည်ငြိမ်မှုယူဆောင်လာခဲ့တယ်ဒါကအီရတ်အစိုးရနဲ့ကတ်တွေအကြားယာယီငြိမ်းချမ်းရေးသဘောတူညီချက်ကြောင့်ဖြစ်တယ်ဒါပေမဲ့ဒီတည်ငြိမ်ချိန်မှာစာတန်ကပါတီတမတော်လိုဘရဲတွေကိုပိုထိန်းချုပ်လာခဲ့တယ်ကတ်တွေနဲ့အပြစ်ကရစရေးပြိုကွဲသွားတဲ့အခါအကြမ်းဖက်မှုတွေပြန်လာခဲ့တယ်စာတန်ကဘက်တန်နဲ့ကတ်ဒေတာတွေမှာစန့်ကျင်သူတွေကိုလိုဘရဲနဲ့နှိပ်ကွပ်ခဲ့တယ်စာတန်လက်ထက်မှာအီရတ်ရဲ့ထောက်လှမ်းရေးဝန်ဆောင်မှုမူကာဘာရာဟာကြောက်ရွံ့မှုကွန်ရက်ဖြစ်လာခဲ့တယ်။အေဂျင့်တွေကအိမ်တွေဈေးတွေပလီတွေထဲလူတိုင်းကိုစောင့်ကြည့်ခဲ့တယ်။အီရတ်လူများစွာဟာအတန်တိတ်နေရင်းနဲ့အသက်ရှင်ခဲ့ကြရတယ်။1989ဇူလိုင်မှာလိုဝဲရဲနဲ့ပါတီတက်ကတိစခန်တွေရဲ့အပြည့်အဝထောက်ခံမှုနဲ့စာတန်ကတမဒအယ်ဘာကိုနှုတ်ထွက်ခိုင်းခဲ့တယ်။စာတန်တမဒဖြစ်လာခဲ့ပြီးဖြစ်တယ်။ယာဒူရပြီးရဲ့အနေငယ်ကြောင့်မှာသူကပါတီအရာရှိယာချီကိုခမကြီးတဲ့စုဝေခိုင်းခဲ့တယ်။နာမည်တွေကိုတယောက်ချင်းဖိတ်ခေါ်ခဲ့တယ်။နှစ်ပေါင်းများစွာအတူလုပ်ခဲ့တဲ့ယောက်ျားတွေကိုတစ္ဆာဖောက်သူတွေလို့တစိခတ်ခဲ့တယ်။အချို့ကိုကြောက်ရွံ့နေတဲ့သူတွေရှစ်မှာဆွဲထုတ်သွားခဲ့တယ်။ဒါအစင်းနဲ့ချီပြီးတော့ကိုမြက်ကန်ခဲ့ကြရတယ်။မက်ဆေ့ကရှင်းပါတယ်။တစ္ဆာရှိမှအသက်ရှင်နိုင်မယ်။1999နှစ်ကုန်ခါနီးနောက်ပဲပြန်ပဲဘယ်သူမှမကြံတော့ပါဘူးစာရန်တယောက်တည်းအုပ်ချုပ်ခဲ့တယ်1999မှာအီရန်ရဲ့အစ္စလမ်တော်လှန်ရေးကရှီယာအစိုးရတစ်ခုပြန်ဖန်တီးပေးခဲ့တယ်အယာတိုလာကွန်မနီဦးဆောင်ခဲ့ပါတယ်စာရန်ကဒါဟာအီရန်ရဲ့ရှီယာလူမျိုးစုကိုပုတ်ကံဖို့လှုပ်ဆော်လာမှာကြောက်ခဲ့ရတယ်1980မှာသူကအီရန်ကိုကျူးကျော်ခဲ့တယ်အီရန်ကိုဖျက်ဆီးပြီးအာရကဘာရဲ့ခေါင်းဆောင်ဖြစ်လာနိုင်မယ်လို့ယုံကြည်ခဲ့တယ်။အဲဒီအစားရလာကနှစ်ဖက်စလုံးတွေးယူတွေးတန်းအပြင်းထန်တိုက်ပွဲရှစ်နှစ်ကြာဖြစ်ခဲ့တယ်။နှစ်ဖက်စလုံးကလူသိန်းချီတေဆုံးခဲ့ရတယ်။ဘယ်ဘက်မှမနိုင်ခဲ့ပါဘူး။အထိတ်ထိတ်နဲ့စာတန်ကကိုပိုင်ပြည်သူတွေကိုတိုက်ခိုက်ခဲ့တယ်။ကတ်နက်ဆီယာတိုင်ဝမ်တွေကိုပြစ်မှတ်ထားခဲ့တယ်။အီရန်ကိုထောက်ပံ့နေတယ်လို့ဆွဆွဲခဲ့တယ်။1988မလမှာအီရတ်လေယာဉ်တွေကကတ်မှုမှာရှိတဲ့ဟာလာဂျာကိုအစိတ်တန်းငွေကျဲချခဲ့တယ်။တနေ့တည်းမှာအရသာ9000လောက်တေဆုံးခဲ့ပါတယ်။ဒီတပ်ဖြတ်မှုကစာရန်ရဲ့ဂုံတိတ်ခါကိုထာဝရဖျက်ဆီးခဲ့ပါတယ်။အီရန်ကမကြခင်အပြစ်ခတ်ရစရေးလက်ခံခဲ့တယ်။အီရန်ကိုရပ်တန့်ပြီးတဲ့နောက်စာရန်ကကူဝိတ်ကိုမျက်စိလက်လာခဲ့ပါတယ်။ကူဝိတ်ရဲ့ရေနံစီးစိမ်ဟာအီရတ်ပိုင်တယ်လို့ယုံကြည်ခဲ့တယ်1990ဩဂုတ်လမှာသူကကူဝိတ်ကိုကျူးကျော်ခဲ့ပါတယ်။ကမ္ဘာကချက်ချင်းတုံ့ပြန်ခဲ့တယ်။အမေရိကန်ကညွတ်ပေါင်းအဖွဲ့ဦးဆောင်ပြီးအီရတ်ကိုကူဝိတ်ကနေနှင်ထုတ်ခဲ့တယ်။ဂါဝါစတင်ခဲ့ပါတယ်။စာရန်ရှုံးနေခဲ့တယ်။ပိတ်ဆို့ရေးယူမှုတွေလိုက်လာခဲ့တယ်။အီရတ်ဒုက္ခရောက်ခဲ့ရပြီးပြည်သူတွေငပ်ပြတ်နေခဲ့ရပါတယ်။ 9/11 တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက်အမေရိကန်ကအကြမ်းဖက်မှုထောက်ပံ့တယ်လို့ဆွဆွဲခံရတဲ့နိုင်ငံတွေကိုပြစ်မှတ်ထားခဲ့တယ်။အမေရိကန်ဆိုရကစာရန်မှာအလုံးရင်းနဲ့ပြည့်စည်နိုင်တဲ့လက်နက်တွေရှိတယ်လို့ဆွဆွဲခဲ့တယ်။ဒီဆွဆွဲချက်တွေက2003ကြွေးကြော်မှုရဲ့အဓိကအကြောင်းရင်းဖြစ်လာခဲ့ပါတယ်။ဒီလိုလက်နက်တွေမတွေ့ခဲ့ပါဘူး။ဒါပေမဲ့အမေရိကန်ကအီရတ်ကိုကျူးကျော်ခဲ့တယ်။ဘက်ဒက်ပြုတ်ကျခဲ့တယ်။စာရန်ရဲ့ရုပ်ထုတွေဖျက်ဆီးခံခဲ့ရတယ်။သူ့ရဲ့သားဦးဒေးနဲ့ကုဆေးကိုအမေရိကန်စီးနှင်းမှုမှာတတ်ခဲ့တယ်။ဒါပေမဲ့စာတန်ကိုယ်တိုင်ကတော့ပျောက်ဆုံးသွားခဲ့ပါတယ်။လပေါင်းများစွာပုံနေခဲ့ပြီး2003ဒီဇင်ဘာမှာဖန်မီခဲ့ပါတယ်။အမေရိကန်စစ်သားတွေကတစ်ဂရစ်အနီးမှာရှာတွေ့ခဲ့တယ်။သူကမြေကြီးအုပ်နဲ့ဂါဗာနဲ့ဖုံးထားတဲ့တင်းငယ်တဲ့မြေအောက်တွင်းထဲမှာပုံနေခဲ့ပါတယ်။သူအညံ့ခံခဲ့ရပြီးသူကိုဖန်ဆီးရရှိခဲ့တာကိုကြီးမားတဲ့အောင်ပွဲတစ်ခုလို့မြင်ကြတယ်။အီရတ်ငြိမ်းချမ်းလာမယ်လို့လူအများကမျှော်လင့်ခဲ့ကြတယ်။လူအများကဝေဖန်ခဲ့တဲ့တရားစွဲဆိုမှုအပြီးစာတန်ကိုလူသားမျိုးနွယ်အပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေနဲ့တည်တံ့ချမှတ်ခဲ့ပါတယ်။2006ဒီဇင်ဘာ30ရက်နေ့မှာကျိုးဆွဲချကွပ်မျက်ခဲ့တယ်။ဒါပေမဲ့အီရတ်တည်ငြိမ်မှုမရခဲ့ပါဘူး။စာတန်မရှိတော့ပေမဲ့ဗရန်ဗရာနဲ့လူမျိုးရေးအကြမ်းဖက်မှုတွေပိုများလာခဲ့ပါတယ်။စစ်သွေးကြအဖွဲ့တွေအချင်းချင်းတိုက်ကြတယ်။ပြည်တွင်းစစ်ပြန့်နှံ့သွားတယ်။ဒီပိဋိပက္ခတွေကနေရန်သူအသစ် ISIS ပေါ်လာခဲ့ပါတယ်။သူတို့ရှုံးနေပြီးတဲ့နောက်ပိုင်းအီရတ်တည်ငြိမ်မှုမရှိခဲ့ပါဘူး
စာဒန်ဟုစရင်အုပ်ချုပ်မှုဟာကြာမြင့်စွာပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့သူဖန်တီးခဲ့တဲ့ကြောက်ရွံ့မှုခွဲခြားမှုအကြမ်းဖက်မှုတွေဟာဒီနေ့ထိအီရတ်ကိုတက်ရောက်နေဆဲဖြစ်ပါတယ်။